ဒီနေ့ကတော့တော်တော်လေးမိုးတွေအေးပြီးမိုးတွေတဲနေပါတယ်အဲ့တော့မိုးအေးနဲ့အကျော်တက်မဲ့ဟာလေးဘာချက်ဆိုင်ရကောင်းလဲလို့စဉ်းစားနေတော့မှပဲရှင်းတဲ့နံပင်လေးတွေမြင်ပြီးတော့ဒီကနန်းမဆလာချက်စားချက်စိပေါက်သွားပါတယ်ဒါကတော့ဖြူဖြူစိုက်ထားတဲ့နန်းနန်းနဲ့ရှင်းနန်းနန်းအိုးကနန်းနန်းလေးတွေအခုဆိုလို့ရှိရင်စပြီးတော့အတက်ကလေးတွေထွက်နေပြီနန်းနန်းပင်လေးတွေထွက်နေပြီဒီနေ့ရှင်းနန်းနန်းလေးနဲ့ခူးပြီးတော့ကနန်းမဆလာချက်ပါမယ်ကိုလေးစိုက်ထားတော့အချိန်မရွေးခူးစားလို့ရပါတယ်အချိန်မရွေးခူးစားလို့လည်းရတယ်ဆေးလည်းမဖြန့်ဘူးဆိုတော့ organic လည်းဖြစ်တယ်ရပါပြီအဲဆိုရင်ဒါလေးတွေကကနန်းမဆလာတွေထည့်ဖို့အတွက်ရှင်းနန်းနန်းလေးခူးပြီးတော့ပါပြီကနန်းကတော့ခုနေ့ကဖြူဖြူမခရောဝယ်လာတဲ့ကနန်းနှစ်ကောင်ကိုတေချာရေးဆေးတက်ဆင်ပြီးတော့ကင်ပြီးတော့ရေခဲတိုက်ထည့်ထားတာဖြစ်ပါတယ်ဒါလေးချက်ပါမယ်စီပူလာပြီဆိုလို့ရှိရင်တော့အနှစ်ကလေးထည့်ပြီးတော့စီတက်ပါမယ်ဒါကကျတော့ဖြူဖြူကြက်သွန်နီကြက်သွန်ဖြူချင်းစနွေးငရုတ်ရောင်တွေအကုန်ထည့်ထားတဲ့ဟာပါโอเคဒါအကုန်ထောင်းထားတဲ့ဟာလေးတွေရောပြီးတော့မှုေးသွားအောင်လို့မလို့စီလေးတက်ပေးပါမယ်စီတက်တာလေးတစ်လုံးနေထားရောက်ပြီဆိုရင်ခင်းကျင်လေးတစ်လုံးထည့်ပါမယ်ခင်းကျင်လေးကတော့မကြိုက်ရင်လည်းမထည့်လို့ရတယ်ပြီးတော့အနှစ်လေးပိုများအောင်လို့ခင်းကျင်လေးထည့်ပါမယ်ကဲ9မိနစ်လောက်မှုေးပေးပြီးသွားပြီဆိုရင်တော့ကနန်းထည့်ပါမယ်စုံစည်းရည်လေးနည်းနည်းထည့်ပြီးတော့ခဏအုပ်ထားပါမယ်ဒါဘယ်လောက်ကြာလဲဆိုတော့9မိနစ်9မိနစ်လောက်ပဲကြာမယ်နော်အဲ့လောက်ကြာပြီဆိုလို့ရှိရင်ခဏလေးဒီနေထားရောက်သွားပါပြီရောက်ပြီဆိုမှဒီလိုစားနဲ့အရသာမုံလေးထည့်မယ်ဒါအရသာအတွက်ကတော့ဒါရှိတစွန်းထည့်ပါတယ်ခဏန်းကကျတော့ငံတက်လို့မလို့စားကတော့ထိတ်ထည့်ရတယ်ပေါ့နော်ပုံမှန်ထက်နည်းနည်းလေးရှော့ထည့်ရပါတယ်စားတစွန်းထည့်ပါမယ်ကဲပြင်ဒါလေးကိုတမအောင်မှုပေးပါမယ်စားချင်စရာကြီးဒီအရသာလေးမြည်ကြည့်မယ်နော်ရှာပဲကဲအဲ့ဆိုလို့ရှိရင်အရသာလေးလည်းကွက်တိဖြစ်ပြီးစီလေးလည်းပြန်လာပြီဆိုလို့ရှိရင်ဒီလိုကြက်ဥတစ်လုံးဖောက်ထည့်ပါမယ်ခဏမဆလာကြဒီလိုကြက်ဥလေးနဲ့မှပို့လိုက်တယ်ပေါ့နော်နှစ်လေးလည်းပို့ပြီးတော့စားလို့ကောင်းပါတယ်စိတ်လေးဖြစ်သွားတယ်ပေါ့နော်ရှယ်ပဲဟေးမိုးအေးနဲ့ခဏန်းစားပြီးတော့ပြန်အိပ်ပါမယ်မိုးအေးနဲ့နောက်ကျောတက်ရှယ်ပဲကဲအဲ့ဒါဆိုရင်အနှစ်လေးဒီလိုလေးကြက်ဥလေးနဲ့ဆိုတော့အနှစ်ကလေးကလည်းပိုးပြီးတော့ပြစ်ကလေးဖြစ်သွားတယ်ပေါ့နော်ဒီလိုမျိုးလေးအနေထားရောက်ပြီဆိုလို့ရှိရင်တော့ဒါကနန်းမဆလာရဲ့မပါမဖြစ်ရှမ်းနန်းနန်းလေးညှက်ပြီးတော့အုပ်ပါမယ်ပြီးရင်ငရုတ်သီးစိမ်းလေးတွေထည့်ပါမယ်ဒီစိမ်းလေးထည့်ပါမယ်အဆက်မစားနိုင်တော့ဒီတိုင်းထည့်ပါနော်အဆက်စားနိုင်တဲ့သူကတော့နည်းနည်းချိုးထည့်လို့ရပါတယ်မွေးကြိုင်းနေပါဟေး
ကဲအဲ့ဒါဆိုရင်တော့နောက်ဆုံးပိတ်အနေနဲ့ဖြူဖြူတို့မဆလာအုပ်မယ်အစီအစဉ်ပဲဖြစ်ပါတယ်ကဲခဏမဆလာဆိုတဲ့နာမည်လေးနဲ့အညီမဆလာလေးမွေးနေအောင်များများလေးအုပ်လိုက်ပါတယ်ဒါဆိုရင်တော့အနက်အရသာနဲ့ပြည်စုံတဲ့ကနန်းမဆလာလေးရရှိပါပြီကဲဖြည်းဖြည်းရဲ့ကနန်းမဆလာချက်လေးကတော့ဒီလိုမျိုးလေးပါရပါပါပြီဖွေးကြိုက်ပြီးတော့စားချစ်စရာကြီးပေါ့နော်ဖြည်းဖြည်းကနန်းမဆလာလေးကိုဆုံးထိကြည့်ပြီးလို့ချစ်စများကြီးတင်ပါတယ်နောက်ဗလော့တွေမှာပြန်တွေ့ပါမယ်နော်ဘိုင်ဘိုင်